ကျွန်တော်ရ3ခွမြို့နယ်ဖျားကြီးကြီးရွာပါတောင်းကြီးရွာများအားလုံးလည်းမှာတော့စီကားဆုံးလို့ဆိုပါတယ်ရှေးအောင်သမိုင်းဝင်ဖြစ်ပြီးတော့14ရက်နေ့ကဘာလာလဲဘယ်ဘာလာရဲ့14ရက်နေ့တိုင်းတော့တကူလာပြည့်14ရက်နေ့တိုင်းပါဒီဖျားကြီးအောက်မှာတိုက်မြို့တော့ရှိတယ်အဲဒီကနေထွက်လာကြတယ်ဆိုတော့ဒီလေးကြီးရတဲ့ယူချက်ရှိတယ်လို့ပြောပါတယ်ဖျားဝဲအမတန်စီတယ်တဲ့14ရက်နေ့တိုင်းတကူလာပြ14ရက်နေ့တိုင်းကျင်းပါတယ်ရှေးအောင်သမိုင်းဝင်ဒီဆိုပါပဲဒီအမတန်ကျွန်တော်ဓမ္မနဲ့ဇေယျကိုပြထားတာပါ